1905ခုနှစ်တန်ဇေးနီးယားနိုင်ငံဝင်းကြီးရခေါင်းဆောင်တဦးဖြစ်သူကင်ဂျီကာတိုင်းနွာလေးဟာဂျာမန်ညွတ်ရဲ့အုပ်ချုပ်မှုအောက်မှာသူ့လူမျိုးတွေဒုက္ခရောက်နေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်။အဲ့ဒီနောက်သူဟာထူးခြားတဲ့အမြင်အာရုံတစ်ခုကိုမြင်မဲ့ခဲ့ပါတယ်။သူဟာရေကိုကောင်းကြီးပေးပြီးမာကြီးလွတ်အမိပေးခဲ့တယ်။သူကစစ်သည်တွေကိုဒီရေကိုတောက်လိုက်ပါဂျာမန်တို့ရဲ့ကြီးစန်းတွေဟာရေအဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ပြောကြခဲ့တယ်။လူတွေကလည်းသူ့ကိုယုံကြည်ကြတဲ့အတွက်မာကြီးတော်လန်ရဲမှာပါဝင်ဆင်နွယ်ခဲ့ကြတယ်။သူတို့ဟာလှန်တွေနဲ့အမွှင်းတင်ထားတဲ့ရေတွေနဲ့အတူတိုက်ပွဲတွေကိုအားမှန်အပြည့်နဲ့ချီတက်ခဲ့ကြတယ်။ဒါပေမဲ့ဂျာမန်တွေကစက်တင်နဲ့တွေနဲ့စတင်ပစ်ခတ်တဲ့အခါပထမလှိုင်းပါတဲ့အာဖရိကကတောက်ပေါက်9500ကျော်ကြာဆုံးခဲ့ရပါတယ်။ကြီးစံတွေဟာရေအဖြစ်ပြောင်းလဲသွားကြတာမဟုတ်ဘူး။ကင်ဂျီကာတိုင်းလည်းဖမ်းဆီးခံခဲ့ရပြီးဂျာမန်တွေကသူ့ကိုကြိုးပေးတတ်ထက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျာမန်တွေဟာရွာတွေကိုမီးရှို့တီးနှန်းတွေကိုဖျက်ဆီးပြီးလူလုံအငတ်ဘဲကိုဖန်တီးခဲ့ကြတယ်။အကျိုးဆက်အနေနဲ့လူပေါင်း2,500ကျော်ထပ်မံသေဆုံးခဲ့ရပါတယ်။ရာစုတစ်ခုတည်းကြော့ကြတဲ့အထိဂျာမန်အစိုးရဟာဒီအဖြစ်ပြက်အပေါ်မှာနှုတ်ဆက်နေခဲ့ပါတယ်။2023ခုနှစ်ကြာမှဒါဟာလူမျိုးတုံးတပ်ဖြတ်ခြင်းဖြစ်တယ်ဆိုတာကိုသူတို့နောက်ဆုံးမှဝန်ခံခဲ့ကြတယ်။ကင်ဂျီကာတိုင်းဟာရေတပူးလက်နဲ့သူတို့အတွက်မျောလင့်ချက်ပေးခဲ့ပေမယ့်ဂျာမန်တွေကတော့စက်တင်နဲ့တွေနဲ့အငတ်ဘဲတွေနဲ့တုံ့ပြန်ခဲ့ကြတယ်။သူတို့ဟာလူပေါင်း၄ပုံတပုံ2,500ကျော်ကိုတပ်ဖြတ်ခဲ့ပြီးဒီအမှန်တကူကို118နဲ့တိုင်ညှင်းပယ်ခဲ့ကြပါတယ်